ဒီကဘာမှာလူတိုင်းဟာသူတို့နောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်ဖြစ်ပြောင်းလဲသွားကြတယ်အချို့ကအရသာရှိတဲ့ဘဲလေပင်ကိုစားခဲ့လို့ကြွက်ဖြစ်ပြောင်းလဲပြီးကြွက်ကဘာကိုစိုးမိုးခဲ့ကြတယ်အချို့ကကြက်ပေါင်းပါဆယ်မှာစားခဲ့လို့တချင်းဆိုကရက်ပါရတဲ့ကြက်တွေဖြစ်သွားကြတယ်အချို့ကရုပ်ကျွေးနဲ့လှုပ်ထားတဲ့စွပ်ပြုတ်ကိုတောက်ခဲ့လို့ဒိုင်နိုဆောတွေဖြစ်သွားပြီးအရာရာကိုဖျက်ဆီးပစ်ခဲ့ကြတယ်ဒါပေမဲ့မင်းကတော့မင်းရဲ့လက်မောင်းကိုကိုက်လိုက်တာကြောင့်ဒဏ္ဍာရီလာတရုတ်နဂါဖြစ်တိုက်ရိုက်ပြောင်းလဲသွားခဲ့တယ်လူသားတွေကတဘာဝပတ်ဝန်းကျင်ကိုပေါ့ဆစွာဖျက်ဆီးခဲ့တာကြောင့်ကဘာမြေရဲ့အလိုဆန္ဒကတတိပေးချက်ထုတ်ပြန်ခဲ့တာပါ24နာရီအတွင်းမှာလူတိုင်းဟာသူတို့နောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်ဖြစ်ပြောင်းလဲသွားရမယ်မင်းမမီတလောက်ဆိုရင်မင်းနောက်ဆုံးစားခဲ့တာကကြက်ကြော်ပါဆယ်ဖြစ်ပြီးအစာကွင်းဆက်ရဲ့အောက်ဆုံးကတိရစ္ဆာန်ပါတကဘာလုံးတိရစ္ဆာန်ဖြစ်ပြောင်းလဲချိန်ရောက်တာနဲ့မင်းဟာချက်ချင်းတစုံတယောက်ရဲ့အစာဖြစ်သွားမှာပါမင်းစိတ်ဖိစီးနေချိန်မှာပဲမင်းရဲ့အချောဆုံးသူငယ်ချင်းချန်ယူဖုံးကမင်းစီရောက်လာခဲ့တယ်ဒါပေမဲ့မင်းရဲ့ထိတ်လန့်မှုနဲ့မတူပဲသူကထူးထူးခြားခြားစိတ်လှုပ်ရှားနေခဲ့တယ်ဘာလို့ဆိုကဘာမြေလိုဆန္ဒကနောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်ဖြစ်မယ်လို့ပဲပြောခဲ့တာလေခစ်တစ်တိရစ္ဆာန်ပဲဖြစ်ရမယ်လို့လုံးဝမပြောခဲ့ပါဘူးချန်ယူဖုံးရဲ့မိသားစုကစောက်လုပ်ရေးကုမ္ပဏီတစ်ခုလည်းပတ်နေတာပါလွန်ခဲ့တဲ့ရက်ပိုင်းကပဲတောင်ပေါ်ရွာတရွာမှာဓာတ်သွားရှိကြရုပ်ချင်းတစ်ခုကိုတူးဖော်ရရှိခဲ့ကြတာပါအကယ်၍မင်းအဲ့ဒါကိုစားနိုင်ရင်ထိတ်တန့်မဲလိုက်သားရဲကြီးဖြစ်လာမှာပါစင်တွေနဲ့စိုက်ပေးရကြားတွေတောင်မင်းအတွက်အစာပဲဖြစ်သွားလိမ့်မယ်ဒါကြောင့်မင်းနဲ့ချန်ယူဖုံးတို့တိုင်ပင်ပြီးရွာစီကိုချက်ချင်းကားမောင်းထွက်ခဲ့ကြတယ်ဒါပေမဲ့ရောက်တော့ရုပ်ချင်းကိုစောင့်နေတဲ့သူထေးဆောင်ကရုတ်တရက်ညှင်းဆန်လိုက်တဲ့ကဘာမြေရဲ့တတိပေးချက်ကိုလူတိုင်းကြားခဲ့ရတာမို့သူထေးဆောင်လည်းကင်းလွတ်ခွင့်မရှိပါဘူးတကဘာလုံးတိရစ္ဆာန်ပြောင်းမဲ့သတင်းကြားတာနဲ့သူကဓာတ်သွားရှိကြရုပ်ချင်းကိုအဆောင်ချက်တွေနဲ့ချက်ချင်းသိမ်းဆည်းလိုက်တာပါအဲ့ဒီအချိန်မှာသူထေးဆောင်ကမဲပြုံးပြီးပြောလိုက်တဲ့ဓာတ်သွားရှိကြရုပ်ချင်းကိုတော့မေးလိုက်တော့မင်းတို့အတွက်အခြားတစ်ခုပြင်ပေးထားပါတယ်အဲ့ဒီလိုပြောပြီးလူတစ်ယောက်ကို9ကန်ယူခိုင်းလိုက်တဲ့အထဲမှာအစိမ်းအောင်လေးတစ်ကောင်ရှိနေတယ်အဲ့ဒီနောက်မင်းတို့နှစ်ယောက်လုံးထင်းရုံထဲမှာပိတ်လောင်ခံလိုက်ရတယ်တန်ရိုက်ပိတ်ထားတဲ့တကားတွေနဲ့ပြတင်းပေါက်တွေကိုကြည့်ရင်ချန်ရီဖုံးတစ်ယောက်လုံးဝမျောလင်းချက်မဲ့သွားခဲ့တယ်ကံကောင်းတာကမင်းညကသူနောက်ဆုံးစားခဲ့တာမိချောင်းလေးဖြစ်နေတာပါလိတ်တော့လိတ်ပါပဲဒါပေမဲ့မိချောင်းလေးတွေဟာကီလို200အထိကြီးထွားနိုင်ပြီးတောင်တင်းနဲ့ခန့်စင်းနဲ့ပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းအားရှိကြတယ်အဲ့ဒီနောက်မင်းယူလာတဲ့ကြောပိုးအိတ်ကိုဖွင့်ကြည့်လိုက်တော့ခောက်ဆွဲ6တထုံးနဲ့ကြက်ဥချောင်းတစ်ချောင်းပဲတွေ့ရတယ်အကယ်၍မင်းရတာထုတ်ကိုရွေးရင်နွားဖြစ်သွားမယ်အကယ်၍ကြက်ဥချောင်းကိုရွေးရင်ဝက်ဖြစ်သွားမယ်နှစ်ခုလုံးကတိုက်ခိုက်ရေးစွမ်းအားနဲ့ရွေးချယ်မှုတွေပါဒါပေမဲ့မင်းကျေးဇူးတင်မိတဲ့တခုတည်းတော့အရာကအနည်းဆုံးတော့သူငယ်ချင်းကိုအားကိုးလို့ရနေတာပါပဲဒါပေမဲ့အဲ့ဒီနောက်မင်းစဉ်းစားကြည့်လိုက်တဲ့လူသားတွေကလည်းတိရစ္ဆာန်ပဲမဟုတ်ဘူးလားငါ့ကိုငါပြန်စားလိုက်ရင်ဘာဖြစ်မလဲအဆိုးဆုံးဖြစ်ရင်တော့နွားဒါမှမဟုတ်ဝက်ဖြစ်တာထက်တော့တာမှာပါဒါကြောင့်တကဘာလုံးတိရစ္ဆာန်မပြောင်းမီနောက်ဆုံးစက္ကန့်မှာမင်းရဲ့လက်မောင်းကိုပြင်းပြင်းထန်ထန်ကိုက်လိုက်တယ်အဲ့ဒီနောက်ကဘာမြေလိုဆန္ဒကလူတိုင်းကိုတတိမိမျောသွားစေခဲ့တယ်သူတို့ရဲ့ခန္ဓာကိုယ်တွေတွန့်လင်ပြောင်းလဲပြန်လဲဖွဲ့စည်းကတိရစ္ဆာန်မျိုးဖြစ်သွားကြတယ်ဒါပေမဲ့အဓိကအချက်ကတော့ဘယ်သူမှတိရစ္ဆာန်ကောင်းကြီးဖြစ်တိုက်ရိုက်ပြောင်းမသွားခဲ့ဘူးလူတိုင်းကလေးငယ်အစင်ပဲဖြစ်လာပြီးအခြားသူတွေကိုဝါမျိုးမှသာစင်ကဲပြောင်းလဲနိုင်မှာပါမင်းရဲ့သူငယ်ချင်းချန်ယူဖုံးပြန်လို့လာတဲ့အခါသူဟာတကယ်ပဲမိကြောင်းလေးဖြစ်နေခဲ့တယ်ဒါပေမဲ့သူပဲညာကြည့်ပေမဲ့မင်းကိုဘယ်မှရှာမတွေ့ဘူးသူအနောက်လဲလိုက်မှပဲသူ့နောက်မှာလူကောင်းရွယ်စားရှိတဲ့ဦးတလုံးကိုတွေ့လိုက်ရတယ်ဥပေါ်မှာစမ်းကြဲရဲ့ပုံစံတွေလင်းလက်နေပြီးခဏခဏရောင်လက်နေခဲ့တယ်တစ်ချိန်တည်းမှာပဲမင်းလည်းအံ့အားသင့်နေခဲ့တယ်မိမိကိုယ်တကိုက်ကိုက်လိုက်ရုံနဲ့ငကားဖြစ်သွားလိမ့်မယ်လို့မင်းလုံးဝမမျှော်လင့်ထားခဲ့ဘူးဦးတလုံးဖြစ်နေရင်မဲ့အပြင်ဘက်ကအရာအလုံးကို360ဒီဂရီအကန့်ကွက်မရှိမြင်တွေ့နိုင်စေပါပဲမင်းတက်နေတော့မှပဲစနစ်တန်တစ်ခုကမင်းသားထဲမှာရုတ်တရက်ထွက်ပေါ်လာခဲ့တယ်ဂုံယူပါတဲ့လက်ခံသူမင်းဟာငကားခန္ဓာကိုဖြစ်လာပြီးတရုတ်တန်နာရီငကားစနစ်ကိုဖွင့်လှစ်လိုက်ပါပြီလက်ရှိအဆင့်ဥဝက်ချိန်1000လိုအပ်ပါသည်ဒါကိုမြင်တော့မင်းသဘောကျစွာရေမောလိုက်တဲ့ငကားမျိုးဆက်ဆိုတဲ့အတိုင်းစစ်မှန်တဲ့ငကားသွေးစီးဆင်းနေတာပဲဥဝက်ဖို့1000ကြာမှဖြစ်ပေမဲ့အမဲလိုက်ခြင်းအဖြစ်အရှိန်မြင့်လို့ရပါတယ်တစ်ချိန်တည်းမှာပဲမင်းပါရမီစွမ်းရည်နှစ်ခုကိုပါရရှိခဲ့တယ်ပထမတစ်ခုကကောင်းကင်ကြိုးကြဆောင်တက်ဖြစ်ပြီးနတ်ဖျားပြစ်ဒဏ်မိုးကြိုးကိုခေါ်ယူကအဲ့ဒီအလိုက်ကြီးမားတဲ့ပျက်စီးမှုကိုပေးစွမ်းနိုင်တယ်ဒုတိယတစ်ခုကငကားစွမ်းအားရောင်အားဖြစ်ပြီးတိရစ္ဆာန်များစုကိုနှိမ့်နိုင်တဲ့အထက်တန်းကြဖိအားကိုမွေးရပါပိုင်ဆိုင်ထားတာပါအဲ့ဒီအချိန်မှာမင်းသူငယ်ချင်းချန်ယူဖုံးကအံ့အားသင့်စွာမေးလိုက်တယ်မင်းပါချင်းတွေစားလိုက်တာလဲမလိုအပ်တဲ့ဒုက္ခတွေကိုရှောင်ရှားဖို့မင်းညကမြူကွဲငှက်ဥစားခဲ့တာပါလို့မင်းလိန်ပြောလိုက်တယ်မင်းတို့နှစ်ယောက်စကားပြောနေတော့မှပဲတကားပြင်ဘက်ကဒေါသတကြီးဟိန်းဟောက်တန်ထွက်ပေါ်လာခဲ့တယ်လဲတကားပွင့်သွားချိန်မှာကြောက်စရာကောင်းတဲ့တားရဲကြီးတစ်ကောင်ခေါင်းပြူဝင်လာခဲ့တယ်မှန်ပါတယ်အခုဓာတ်သွားရှိကြဖြစ်နေတဲ့သူထေးဆောင်ပါပဲသူလဲကလေးငယ်အစင်ပဲရှိသေးပေမဲ့လူကြီးတစ်ယောက်စာလောက်မြင့်နေပြီအဲ့ဒီနောက်သူအော်ဟစ်လိုက်တဲ့ချန်ယူဖုံးမင်းရဲ့ချမ်းသာတဲ့မိဘတွေကိုငါမုန်းနေတာကြပြီးဒီနေ့တော့မင်းကိုလိတ်ဆွပြုတ်လုပ်တော့မယ်အဲ့ဒီနောက်ခွေးဖြစ်ပြောင်းလဲသွားတဲ့ရွာသားတွေကမင်းတို့ကိုဝိုင်းရံလိုက်ကြတယ်သူတို့မှာအင်အားတာစီရထားပေမဲ့စူးကြုံပါတဲ့လက်ခွန်နဲ့ကြောက်စရာမိကြောင်းလက်ခေါင်းကိုမြင်တော့ဘယ်သူမှမလှုပ်ရှားရဲကြဘူးဒါပေမဲ့သူထေးဆောင်ရဲ့ဖိအားကြောင့်ခွေးကြီးတစ်ကောင်ကရှေ့ကိုပြေးဝင်လာခဲ့တယ်ဒါကိုမြင်တော့ချန်ယူဖုံးကချက်ချင်းတိုက်ခိုက်လိုက်ပြီးနာကျင်စွာအော်ဟစ်တန်တဲ့အတူရွာသားရဲ့နှာခေါင်းတစ်ပိုင်းကိုကိုက်ဖြတ်ပစ်လိုက်တယ်ဘာလို့ဆိုမိကြောင်းလေးရဲ့ကိုက်အားဟာထိတ်လန့်ဖွယ်ကီလို450အထိရှိလို့ပါပဲသူထေးဆောင်ကတပည့်တွေလက်တကောင်ကိုတောင်မနိုင်လို့ဒေါသထွက်သွားတဲ့အဆက်ကွဲစေခဲ့တာပါဒါကြောင့်ဒဏ်ရာရထားတဲ့ခွေးကိုမျိုးချလိုက်ပြီးကောင်းကင်ကိုဟိန်းဟောက်ကကိုယ်တိုင်ရှင်းဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီသွေးစာနေတဲ့မြင်ကွင်းကဘေးကရွာသားတွေကိုအမိကုပ်ပြီးတုံးလုပ်သွားစေခဲ့တယ်ချန်ရီဖုံးလဲတိတ်ပြီးအခြေအနေမကောင်းလာပါဘူးဒီရေးကြီးတဲ့အချိန်မှာမင်းဝင်มาပေးဖို့လိုလာပြီးနဲ့တူတယ်ဒါကြောင့်မင်းချက်ချင်းစိတ်အေးထားပြီးရွာပေါ်ကကောင်းကင်နဲ့မြေကြီးစီးမြင့်တွေကိုခန်းစားလိုက်တယ်ခုနကတင်တာယာနေတဲ့ကောင်းကင်မှာမိုးတိမ်မီးတွေရုတ်တရက်တလိမ့်လိမ့်တက်လာခဲ့တယ်သူထေးဆောင်ကချန်ရီဖုံးကိုကိုက်ဖို့ခေါင်းလုံးလိုက်စင်မှာပဲမင်းကကောင်းကင်ကြိုးကြဆောင်းတက်လို့အော်ဟစ်လိုက်တယ်အဲ့ဒီနောက်မိုးတိမ်အုပ်ဆိုင်နေတဲ့ကောင်းကင်ကနေမိုးကြိုးတစင်ရုတ်တရက်ပစ်ချလိုက်တယ်ရေတွက်လို့မရတဲ့တိရစ္ဆာန်တွေပွဲချင်းပြီးထိမှန်သွားပြီးမိုးကြိုးမုန်တိုင်းဗဟိုမှာလဲတည်သွားကြတယ်မင်းနဲ့ချန်ရီဖုံးကိုငကားရောင်ဝါနဲ့အုံမိုးထားတာမို့နှစ်ယောက်လုံးထိခိုက်မှုမရှိခဲ့ပါဘူးဒါပေမဲ့သူထေးဆောင်ကတော့ကံမကောင်းခဲ့ပါဘူးနာကျင်စွာအော်ဟစ်လိုက်တဲ့အတူသူ့သားတွေပောက်ကွဲထွက်သွားခဲ့တယ်တမာခဲ့ဘူးတဲ့နောက်ခြေထောက်တွေလွင့်ထွက်သွားပြီးဖြူလွတ်နေတဲ့ဥနောက်တွေကျန်းပြင်ပေါ်စီးကျသွားတယ်ဂုံယူပါတဲ့လက်ခံသူခွေး25ကောင်ကိုတက်ဖြတ်ခဲ့ပြီးစင်ကဲပြောင်းလဲမှုအမှတ်25မှတ်ရရှိခဲ့ပါတယ်ရှေးဟောင်းဓာတ်သွားရှိကြတကောင်ကိုတက်ဖြတ်ခဲ့ပြီးစင်ကဲပြောင်းလဲမှုအမှတ်100ရရှိခဲ့ပါတယ်ကောင်းကင်ကြိုးကြဆောင်းတက်ကဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့မင်းလုံးဝမမျှော်လင့်ထားခဲ့ဘူးတကောင်နဲ့ထိခိုက်တာလို့ထင်ထားပေမဲ့ဣရိယာလိုက်တိုက်ခိုက်မှုဖြစ်နေပြီးစွမ်းအားကမင်းရဲ့မျှော်လင့်ထားတာထက်အများကြီးလွန်ကဲနေတယ်ဒီအချိန်နဲ့ဆိုရင်တစ်နှစ်အတွင်းမှာပဲဦးကနေအပြေးဝထွက်လာနိုင်ပါလိမ့်မယ်ဒါ
ဒါကမင်းရဲ့ပထမဆုံးတစ်ဖြတ်မှုဖြစ်တာကြောင့်စနစ်ကပါရမီဆက်ပြီးလက်ခွင့်စုပေးခဲ့တယ်။မြ мян ဆန်ဆန်လက်ပတ်ပြီးနောက်လက်ညှိုးကငကားတော်သားဆိုတဲ့ပါရမီပေါ်မှာရက်တန့်သွားခဲ့တယ်။ဒီစွမ်းရည်ကအမှန်တကယ်ဘာလို့လဲမသိပေမဲ့တုံးဆွဲရတဲ့ဝိညာဉ်စွမ်းအင်နဲ့နမီခံရမှုကိုကြည့်ရင်မြန်ဘူးဆိုတာသိချပါတယ်။ဆက်ဆက်ချင်းတုန်းကချန်ရီဖုံးကိုမင်းကိုတိတ်ဆိတ်တဲ့နေရာယူသွားခိုင်းပြီးပုံအောင်ကဦးကထွက်လာမှလှုပ်ရှားဖို့စီစဉ်ထားတာပါ။ဒါပေမဲ့အခုတော့အစီအစဉ်တစ်လိုအပ်ပြီးနဲ့တူတယ်။လာသမျှအကုန်တက်ဖို့ပဲ။ဒါကြောင့်ချန်ရီဖုံးကမင်းကိုမပြီးရွာပြင်ဘက်စီထွက်ခဲ့ကြတယ်။ဒါပေမဲ့မြက်ခင်းပြင်တစ်ခုကိုဖျက်သွားချိန်မှာလက်ဝါးရွယ်ကြွတကောင်ညဘက်အစာရှာရင်ရုတ်တရက်ထွက်လာခဲ့တယ်။စင်ကဲပြောင်းလဲဖို့အတွက်ချန်ရီဖုံးကပါဆက်ဟာပြီးတကောင်လုံးမျိုးချလိုက်တယ်။အဲ့ဒီနောက်ချန်ရီဖုံးရဲ့စိတ်ထဲမှာစင်ကဲပြောင်းလဲမှုတမတ်ပေါ်လာပြီးသူ့မျိုးဗီဇာထဲပေါင်းထည့်လို့ရသွားတယ်။အဲ့ဒါကချန်ရီဖုံးကိုတကယ်စိတ်လှုပ်ရှားသွားစေခဲ့တယ်။အကယ်လေးလိမ့်မဖြစ်နေရင်တော့အဲ့ဒီနေရာမှာတင်ကနေတော့မှာပါ။မင်းရဲ့ခွဲချမ်းစိတ်ဖြာမှုအပြီးမှာချန်ရီဖုံးကစင်ကဲမတ်ကိုခန်းစစ်ထဲထည့်လိုက်တယ်။သူ့ကိုက်အားကတန်ပြီးသားမို့လိုအပ်တာထက်ပိုလို့เสียမလိုပါဘူး။ဒါပေမဲ့သူ့ရဲ့ကလေးငယ်လက်ခွန်ကမမာသေးတာမို့ခန်းစစ်ကအကောင်းဆုံးရေးချယ်မှုပါပဲ။စင်ကဲမတ်တုံးလိုက်တဲ့ခါမှာပဲလက်ခွန်ကအတန်မီသွားပြီးမြင်သာစွာပိုးထူပိုးတမလာခဲ့တယ်။အဲ့ဒီနောက်မင်းတို့နှစ်ယောက်ဆက်လက်ခီးထွက်ခဲ့ကြတယ်။တောင်တွေကို3ရက်တိုင်တိုင်ဖြတ်ကျော်ပြီးနောက်မြို့ရဲ့တောက်ပတဲ့အလင်းရောင်တွေကိုပြန်တွေ့လိုက်ရတယ်။လူတွေတွေးဆန်ဖြစ်သွားပြီးနောက်ဒါတွေအကုန်ပျောက်ကွယ်သွားမယ်လို့ထင်ထားတာပါ။ဒါပေမဲ့ယဉ်ကျေးမှုဆက်လက်တည်ရှိနေတယ်လို့မျိုးကြံရှိနေသေးတယ်။ဒါပေမဲ့မြို့တကားရောက်တာနဲ့ခွေးဆိုးတအုပ်ကလမ်းပိတ်လိုက်ကြတယ်။ဒါကိုမြင်တော့ချန်ရီဖုံးကမဖိတ်ခေါ်ပဲရောက်လာသူတွေကိုချင်းချောက်ဖို့ပါဆက်ကိုအကျယ်ကြီးဟလိုက်တယ်။ကံကောင်းတာကခွေးတွေကရန်လိုတဲ့ပုံမပြပါဘူး။ခဏတာစကားပြောပြီးနောက်သူတို့ကခွေးဆိုးကောင်ကဆိုတာမင်းသိလိုက်ရတယ်။ချန်ရီဖုံးစကားပြောနေတော့မင်းကအုပ်စုကိုတေချာလေးလာလိုက်တယ်။သူတို့အကုန်လုံးကြီးထွားမှုအဆင့်ရောက်နေကြပြီ။မှန်တာပေါ့လူတွေအများကြီးရှိတဲ့မြို့မှာစင်ကဲပြောင်းလဲဖို့ပိုလွယ်တာကိုအဲ့ဒီချိန်မှာခွေးဆိုးကောင်ကတယောက်ကပြောတယ်အထဲဝင်ခြင်းရင်စက်ကြေးပေးရမယ်။တိရစ္ဆာန်ပြောင်းတဲ့ဒုတိယမြောက်နေ့မှာတင်စင်ကဲအမတ်တွေကိုတိုက်ရိုက်လွှဲပြောင်းလို့ရကြောင်းဆက်တွေ့ခဲ့ကြတာပါ။ဆိုလိုတာကတက်တာပြင်အခြားသူတွေကိုအတင်းပေးခိုင်းလို့လည်းရတယ်ပေါ့။ဒါပေမဲ့အပင်စားတိရစ္ဆာန်တွေကလွှဲရင်အဓိကရရှိရာကတော့တက်ဖြတ်ခြင်းပါပဲ။သူတို့ကမျက်စားပြီးစင်ကဲပြောင်းလဲတာမို့အသားစားတိရစ္ဆာန်တွေရဲ့ဖန်စီခေါင်းပုံဖြတ်ခြင်းကိုနေ့တိုင်းခံနေကြရတာပါ။မလိုအပ်တဲ့ဒုက္ခမှဖြစ်အောင်အမှတ်ရှစ်မှတ်ပေးလိုက်မှအဝင်ခံခဲ့ရင်မင်းစိတ်ပိုင်းဖြတ်ပြီးသားပါ။ခွေးဆိုးကောင်နယ်မြေရောက်တာနဲ့ခွေးတွေကိုအနားစုခေါ်ပြီးကောင်းကင်ကြိုးကြဆောင်တက်နဲ့ပစ်ချဖို့အခွင့်အရေးရှာတော့မယ်။မြို့ထဲရောက်တော့ရှေ့ကမြင်ကွင်းကိုမယုံနိုင်စွာစိုက်ကြည့်နေမိတယ်။တိရစ္ဆာန်မပြောင်းခင်ချိန်ကိုပြန်ရောက်သွားသလိုပါပဲ။လုံးဝစနစ်တကျမဟုတ်ပေမဲ့လုံးဝရုံးရင်းဆန်ခတ်လည်းဖြစ်မနေဘူး။လမ်းပေါ်မှာတိရစ္ဆာန်မျိုးစုံပြည့်နေပြီးခွေးဆိုးတွေကဥပဒေစိုးမိုးရေးသမားတွေလိုကင်းလှည့်ကင်းဆောင်နေကြတယ်။မင်းအန်းကနေတော့မှပဲဖြူပွေးနေတဲ့ရုံလေးတစ်ကောင်ချန်ရီဖုံးဘေးနားရောက်လာပြီးလက်ခွန်နဲ့ပြန်ဝင်လို့မတက်ထိတ်လန့်သွားစေခဲ့တယ်။ရုံမလေးနာမီကလင်းချောင်းရပါမြို့ထဲပထမဆုံးရောက်လာတာမြင်လို့ကူညီဖို့လာတာပါ။ဒါပေမဲ့သူမမျက်လုံးထဲကကောက်ကျစ်တဲ့အရေးအယောင်ကိုမင်းတတိထားမိခဲ့တယ်။ဒါပေမဲ့မဖော်ထုတ်ပဲဘာလို့မလဲစောင့်ကြည့်လိုက်တယ်။ဒါကြောင့်လင်းချောင်းရရဲ့နှွေးထွေးရဲ့ဖိတ်ခေါ်မှုနဲ့သူမအိမ်စီထွက်ခဲ့ကြတယ်။ဒါပေမဲ့ဖြည်းဖြည်းချင်းချန်ရီဖုံးကမူမမှန်တာတတိထားမိလာတယ်။ဘာလို့ဆိုမြို့နဲ့ဝေးတစ်ထက်ဝေးလာလို့ပဲ။လင်းချောင်းရကအပင်စားတွေကစကားပြောခွင့်သိမရှိတော့အဝေးမှာပဲနေရတာလို့ရှင်းပြတယ်။သူမဥဆောင်မှုနဲ့ဟောင်းနှွမ်းနေရဲ့အငှားအိမ်လေးစီရောက်လာခဲ့ကြတယ်။လင်းချောင်းရရဲ့မိဘတွေကနှွေးထွေးစွာကြိုဆိုပြီးညစာပြင်ဆင်ပေးကြတယ်။သူတို့ပန်းကန်ထဲမှာမျက်တွေရှိပြီးချန်ရီဖုံးကတော့ဝတ်သားတတုံးရခဲ့တယ်မင်းကိုတော့လစ်လျူရှုထားကြတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှချန်ရီဖုံးရဲ့မျက်ခွန်တွေလေးလံလာပြီးနောက်ဆုံးမစ်လဲသွားခဲ့တယ်။အဲ့ဒီဝတ်သားပန်းကန်မှာစိတ်ခတ်ထားတာဖြစ်နေတယ်။ချန်ရီဖုံးကိုအစာကျွေးပြီးများတာဖြစ်ပြီးသူတို့ရဲ့တကယ်ပန်းတိုင်ကမင်းဖြစ်နေခဲ့တာပါ